ဒီဟာလေးကအရှောင်းကစိတ်မသက်ရောက်ဖြစ်နေအယူပိုင်းပုံစံမျိုးကအရှောင်းလေးကဆိုးလိုက်ပိုကောင်းမယ်ထင်တယ်ကွာဟုတ်တယ်အဲ့ချက်မဆိုးကွာကဲစရရအောင်ကွာစရရအောင်ဒါပြီဟေးဒီအောင်တကယ်မိုင်းနေပြီတကယ်မိုင်းနေပြီကွာဟာတကယ်အယူမတော့တကယ်ပုံပေါ်လာပြီကွာဟုတ်ပြီဒီဘောင်းကွာပစ္စည်းရပုံသွားပြီကွာတော့ပဲလားကွာဟာမတက်နိုင်ဘူးကွာတော့ဆိုရင်တော့ဝဲပေါ့ကွာဘာဖြစ်ခုနကသက်ဆိုင်တော့အများကြီးပို့ပြီးတော့အဆင့်ပြေသွားပြီကွာပုံစံလည်းပို့ဆက်ရသွားပြီဒါပေမဲ့ကွာကတိမိကိုင်းပြတဲ့ဆေးတွေကအရင်မလုံတော့ဘူးဆိုငါဒီတော့ဆေးမချေရဘူးကွာဘာဖြစ်ဒါလည်းသိပြီပါကွာโอเคကိုကြည့်လိုက်မယ်ဟာပိုက်သွားပြီကွာပိုက်သွားပြီအာယုံဝဲမှုတော့အဆင့်ပြလိုက်တာကွာတော့ပိုက်သွားပြီကွာဘုစုံကြီးအားလုံးအာတင်နဲ့ကြည့်ကြည့်ခဲ့ဆိုတော့အာယုံဝဲကတည်တော်ပုံယူနေပါပဲကွာထားပါကွာထားပါဒါနဲ့ခုနကတိမိကိုင်းငေါ့မစစ်စမ်းမှုတာရဲ့ကွာဒေါက်တာဆွေးကြီးလည်းအကူကြီးတုံးနေဆိုလားမသိဘာပြဿနာဖြစ်ပြန်မသိကွာဟုတ်ပြီငါဒေါက်တာဆွေးကြီးကိုလိုက်သွားမယ်ဒေါက်တာဆွေးရဟိုဆရာဆိုသူ့လိုအရန်ကိုစွမ်းကြီးရဲ့ပေါ်ဆရာကပြဿနာတွေ့နေရဆိုဘာများလည်းမသိဘူးကွာငါဆိုင်သွားကြည့်တော့ကြောင်းတော့သိရမှာပဲโอเคကွာဆိုင်သွားကြည့်လိုက်မယ်သူညိုနေမှာရှိရလို့ပြောရကွာမက်ဆေ့ချ်မှာပြထားရဲ့သူပြောရဲ့လိမ့်စာကိုဒီနေရာပဲ Hello Mr. Strange Mr. Strange Hello Mr. Strange မှာပဲMr. Strange အဲ့ဒီလာလေကျွန်တော်ရောက်လာပြီဘာပြဿနာဖြစ်နေလဲပြဿနာဒီလိုကွာငါရဲ့ကျောင်းတော်ကြီးရနေပြီရောငါအရန်ကိုတန်ဖိုးထားတယ်စွမ်းရမ်းကြီးရဲ့ပေါ်ပစ္စည်းတစ်ခုပြောရရင်ပေါ်တော့ကွာပေါ်တော့အကြီးကိုရှမ်းကိုခေါ်လာလို့ကွာညာတော်ရဲ့ပေါ်တော့ကြီးကိုရှမ်းကိုခေါ်လာရပါလားတော်ဆိုရင်ဘယ်လိုကြောင်လဲဗျာတော့ရှာကြမယ်ဒီကွာငါလည်းတိုင်းရှာလို့ယူသားနေရပဲဒါမဲ့ငါကံကောင်းကြီးတော့ကွာတိုင်းရှာစီရမလို့တော့ကွာဒီမှာမိမရှိရဲ့ပြောသမီးသူကငါရဲ့ပေါ်တော့ကြီးကိုပြုတ်ပြမှာတွေ့ခဲ့တယ်တဲ့သိချပြောရရင်ပြုတ်ပြကမိုင်းတူးတဲ့မိုင်းသွဲအပေါင်းပါတဲ့အဲ့ဒီမှာတွေ့ရတယ်လို့ပြောတယ်အဲ့တော့ငါအဲ့ဒီအောင်သမိုင်းသွားပြီးတော့သွားရှိလို့ပဲကွာအမှရှန်တွေရောများမယ်ထင်တယ်ကွာဟာဒါမှလည်းဘာလဲစောင့်နေလဲဗျာသွားမယ်သွားကြမယ်ဗျာသွားကြမယ်ဟာဒီမှာအောင်သမီးကခဏတော့ပါဦးဗျာဘာပြောလဲတော်ဆိုရင်အချိန်မရှိရဘူးဆိုကျွန်တော်အပြင်သွားကြည့်မှကောင်းဝင်စင်တော့တော့ချန်သူတွေကဒီမော်ဒယ်လုံးကိုအသုံးပြုလိုက်ရင်ဘယ်လိုလုပ်မလဲဗျာဟာသမီးရမင်းရတယ်ကွာဒီကောင်လေးလောက်ကတကယ်တော့ဆိုရင်ငါကျုပ်နဲ့သွားနေနေလို့အေးသေးရတယ်ကွာငါတော့ဆွေးမယ်ဒီကွာမင်းရတယ်ဒါပေမဲ့ငါမပြတ်တာတူရှိနေရအဲ့ငါဘာလဲဆိုတော့ငါအခုရေးကြီးအပေါ်ဆရာစီဝေးကိုသွားတယ်ရှိရဲ့ကွာဒီပေါ်ဆရာစီဝေးကလုံခဲ့တဲ့အပတ်ကလုပ်တဲ့စီဝေးမှာလေငါမသွားတော့ဘူးကွာအတော်ကြာရဲ့သားတော်ကိုသွားပြီးတော့တိုက်ခိုက်တဲ့အချိန်မှာငါလည်းသွားကူနေရအောင်ကွာပြောမယ်ဆိုရင်အရင်တော့ကျင်းပါရဲ့ပေါ်ဆရာစီဝေးကိုမပြတ်ခွက်တာများနေပြီကွာအဲ့တော့ဒီတစ်ခါပေါ်ဆရာစီဝေးအောင်မဖြစ်မနေသွားရမယ်ကွာအဲ့တော့ဒီမော်ဒယ်လုံးကြီးကိုငါတယောက်တည်းသွားမရှိဘူးကွာလေစပီဦးကွာဘယ်နဲ့ငါတိုက်ခဲ့လို့ကွာမရတော့ဘူးကွာကျွန်တော်သဘောပေါက်ပြီအဲ့ဒါဆိုရင်ကျွန်တော်သွားရမယ်ဆိုပါဦးဒေါက်တာသိန်းရမော်စီယာစီဝေးကိုသွားရမယ်ဆိုတော့ဒေါက်တာသိန်းမအောင်ဆိုရပါရဲ့ဗျကျွန်တော်သွားယူမယ်ဘယ်နေရာလေးကကျွန်တော်ပြောကျေးဇူးတင်ပါတယ်သမီးရာကျေးဇူးတင်ပါတယ်ကွာမင်းဒီကိစ္စကိုအောင်ပြပြီးတော့ငါ့ရဲ့တလုံးကိုပြန်ယူတာလည်းပဲဆိုလို့ရှိရင်ဒီမှာကွာတော့တေမင်းကပြောတော့ကြားတော့မင်းကအာယုံကဘုဆုံးကြီးတွေ့တယ်ဆိုတော့ဝင်ကွာမင်းတော့ဒီဘုဆုံးကိုအစ်ပြဖို့အတွက်ဒီဝတ်တဲ့ပစ္စည်းကိုငါပေါ်ပြတဲ့ဖန်ဆင်းပဲကွာဒေါက်တာသိန်းရတကယ်ကျေးဇူးတင်ပါဗျာအဲ့ဒါဆိုရင်တော့ဟုတ်ပြီကျွန်တော်အဲ့တလုံးအမြန်သွားယူခဲ့ရမယ်ကျွန်တော်နေရာပြောနေရာမှာပြောလို့ကွာငါရှိမပေါ်နေခွင့်ပေးတာရဲ့ဒီအကွက်ထဲကိုဝင်ပို့လိုက်လို့ရှိရင်အဲ့မိုင်းမဲဟောင်းကြီးကိုဝင်တက်ရောက်သွားလိုက်ပဲကွာကဲအမြန်သွားပြီးတော့စမကြီးတောင်းပြီဗျာတောင်းပြီကဲကျွန်တော်ဝင်သွားရတော့မယ်နော်ငါဘယ်နေရာကိုရောက်သွားမလဲမသိဘူးအဲ့ပါကွာဝင်သွားရတော့မယ်ဝင်ပြီဟေးဟိုင်းဝင်ကြရောဟေးရောပြအိုင်ရှင်းပြရတာသေရောပါပဲသေရောပါပဲဟိုအသေးမအတီးရောက်အထုံးကြီးအဲ့ဒါတော်ဆွေရဲ့ပေါ်တော့တင်တယ်ရုပ်ကနေယူအပေါ်ကြီးအချမ်းများလုံးနေကွာဒါမဟုတ်ပါဘူးစက်ရုပ်ကြီးပဲကွာဟုတ်တယ်အဲ့ဒါစက်ရုပ်ကြီးပဲအဲ့တော့တော်ဆွေရဲ့ပေါ်တော့ကိုတော့ရတယ်ဒီစက်ရုပ်ကြီးပဲပေါ့စက်ရုပ်ကြီးကတော်တောင်းချမ်းနေပြီကွာဒါတာမန်ညာစက်ရုပ်ခွဲကြီးပဲဖြစ်မယ်ကွာသိကြရင်တလုံးရောက်တော်မိုက်တယ်ကွာဒီတလုံးကိုယူဖို့ရတယ်ဒီကောင်းတွေကိုအကုန်လုံးကရှင်းဆိုင်ဖြည့်ရှင်းတော့မှပြန်ယူလို့ရမယ်ကွာဟောရင်ငါ့ကိုဝိုင်းဆော်ကြလိမ့်မယ်မတက်နိုင်တော့ပါဘူးဒီဝီချောပါပဲအခုနကစိန်မေကိုင်းစီရှားလာရဲ့ပစ္စည်းနဲ့တခြား update လုပ်တာရဲ့ upgrade လုပ်တာရဲ့ငါ့ဝတ်စုံစမ်းကြည့်ရမယ်ကွာဒီဝတ်စုံကရောငါရှင်ဘက်က professor လေးပါတက်တာရဲ့ကွာပြောရရင် chess professor ပေါ့ကွာဒီ chess professor လေးကိုငါစမ်းကြည့်ရမယ်ကဲပြောင်းပြီခရုံးစက်ရုပ်ခရုံးစက်ရုပ်စိတ်ပြောင်းခင်ဗျားနဲ့တော့တွေ့ပြီရှော့ဝိုင်းမိုက်ဟာတကယ်တော့ပြတာပဲကွာဒီ chess professor စိန်မေကိုင်း
ကြီးပေးလိုက်တာတကယ်အာယုံဝဲပစ္စည်းဆိုအလုပ်ဖြစ်တာလည်းမဆန်းပါဘူးဟာငါ့ကိုဝိုင်းဆောင်နေပြီဟာရှော့ကွာဘိုင်းတယ်ကွာဘိုင်းတယ်မင်းတို့ကများငါတို့အာယုံစမတ်ကိုဒါကြည့်ချင်ဟာလားရှော့ကွာရောဘိုင်းတယ်ကွာရောင်ကြီးလည်းအကြီးပဲကွာစိတ်ကောင်းလည်းစိတ်ပေါ်တိတက်ရသေးရပေါ့ဟာအော်ရမယ်ဒုက္ခပဲရှော့လာပြစ်နေရောက်စိတ်ပြီးတော့စနစ်နဲ့ပြစ်ကန်ဆိုမရဘူးနော်ငါစိတ်ရုပ်ခန္ဓာကိုပြောလို့ရှိရင်ဒီစက်ပြည့်စည်ရဲ့ဝင်နေရဆိုရှော့ဖြစ်နေငါကတက်လိုက်ပြီးရှော့ရမယ်ကွာဟာဒါလေးရှော့ကွာဟောမြေဝိုင်းနေစိတ်သားကွာစိတ်သားရှော့ကွာမတန်းပြီအာရှာဆိုတော့ဟာဘိုင်းတယ်ကွာဘိုင်းတယ်ဟာစိတ်သားကွာဟင်ခမရောကွာဘာလို့တော့တော့ရဲ့ပေါ်တော့ဦးကိုရတယ်ဗျသူကတော့လိုက်ရောက်နေပြီဟာရှော့ကွာဟာဘိုင်းရဘိုင်းဒီသာသာကျန်နေကုန်နေအော်ရောအားရစိတ်ပါပြီရောက်ပြီရောငါစိတ်ရောသိတဲ့ဒီကွာစောင်းဖို့နေဝင်တိုက်တယ်ရှော့ကွာမင်းတို့ကောင်နေရများစိတ်သားကွာစိတ်သားဒီလိုတော့စိုးနေပြီရှော့ကွာဒီတော့ဘာဝဲကြတော့လဲဖိုင်ရောဒီတော့မရှော့နေဒါတော့ကမင်းတို့အဝေးရုံတစ်ပြမရအောင်မယ်ဟိုကောင်ကြီးဒါပဲမင်းတို့ကောင်ကြီးဟာအဝေးရုံတစ်ပြမရအောင်မရတော့ဘူးကွာစိတ်ရုပ်တွေဆိုတော့စိတ်ရခက်တယ်ကွာသူအဝေးတစ်ပြတာအကောင်းဆုံးပဲအဲ့ဒါကငါတစ်လုံးအင်းသိယူလို့ရမှာဟာစာသားကွာမင်းနဲ့ကြာတော့လေစာရမင်းနဲ့ကြာတော့လေစာရင်းတက်နေလိုက်နေပါသူကအဝေးတော့ဘာဖြစ်ကြလဲဟာပြောင်းတော့ဝေးပါလာပြီဟမ်မင်းတက်နေလိုက်နေဟုတ်လားမင်းနဲ့ငါနဲ့မတူဘူးကွာမင်းကတော့စိတ်ရုပ်ကြီးတယ်ဟာစိတ်ရုပ်ခန္ဓာကိုယ်ဝင်ရင်ဟာရောကွာโอเคတွေ့တော့ပြီကွာဒီကျေနာပဲโอเคဒီပေါ်တဲ့လုံးယူကအမြန်ယူရမယ်ကွာโอเคလုံးစရာမလဲအောင်မသိဘူးကွာအရှိပဲဆိုအော်မတက်နိုင်ပါဘူးတက်တော့ဆွေးရငါ့ကို